ကောင်မလေးကလေပူခိုင်းတဲ့ကောင်မလေးကဦးထိုးနိုင်ကိုတဲ့သွားပြီးတော့ပို့ပေးပါတဲ့ ဟိုကောင်မလေးဖြစ်မယ် အိမ်ကကောင်မလေးအငယ်ဆုံးလေးပဲနေမယ်နော် ငယ်တော့ငယ်သား မင်္ဂလာပါရှင်ဝေ surprise ကဖြစ်ပါတယ်ရှင်အခုဝေတို့တွေကတော့တာရီမြို့နယ်စင်နှခွရောင်ရောက်နေတာပဲဖြစ်ပါတယ်ရှင်ဒီစင်နှခွရောင်မှာရှိတဲ့ပြပြရမွေးနေတဲ့ကိုပေါ့နော်တရုတ်နိုင်ငံရောက်နေတဲ့သမီးလေးဖြစ်တဲ့သူမှဒီ birthday surprise လေးကိုဝေတို့ရှင်မပေးထားတာကိုဝေတို့တွေကအခုပဲလာပို့ပေးတာဖြစ်ပါတယ်ရှင်သူလေးစီကိုတော့ပုံမှန်ဆိုတော့ကြည့်ရအောင်ဝေတို့နဲ့တူပြီးတော့လေးဆောင်းအောင်ကြည့်လိုက်ကြည့်ပေးထားပါအောင်နော်ကိုဘယ်သူပို့ပေးလိုက်လဲသိလား သမီးရေ ဟောသမီးတွေပို့ပေးလိုက်တယ်လို့ထင်တယ်ဒါဦးထိုးနိုင်ရဲ့48နှစ်ပြည့်မွေးနေတယ်နော်ဟုတ်လားဟုတ်ဟုတ်တယ်သမီးတွေကဘယ်နှယောက်ရှိတော့ သမီးက2ယောက် သမီးက2ယောက်ရှိတယ်2ယောက်တည်းကဘယ်သူပို့ပေးလိုက်တယ်ထင်လဲဩတားရှိတယ်လား သားတယောက် တားရှိတယ်အာတားသမီးတွေကအခုဒါလေးတွေကိုဘယ်သူပို့ပေးလိုက်တယ်ထင်လဲဦးနည်းနည်းခက်မှတ်ကြည့်ပါလား သမီးရောက်တော့ကွာ သမီး2ယောက်တော့မဟုတ်တာအခုသမီးတို့ပြောထားတာတော့ကောင်းမလေးတော့ပို့ခိုင်းလိုက်တာဒါပေမဲ့သမီးတွေတော့မပြောထားဘူး ဒီလိုပဲရှိပါတယ် ကောင်းမလေးငယ်ငယ်လေးတဲ့အခုလာပို့တဲ့သမီးထက်တောင်ငယ်သေးတယ်ပို့ခိုင်းလိုက်တဲ့ကောင်းမလေးက သမီးတွေပဲရှိပါ သမီးတွေတော့ဟုတ်ဘူးနော်ဒီလားသမီးတွေတော့ဟုတ်ဘူးပြီးတော့သမီးတွေဆိုရင်တော့ happy birthday ဖေဖေတွေပါလေရေးပေးမှာပေါ့ဒီမှာ happy birthday ဖေဖေရေးမထားဘူးဦးထွန်းနိုင်လို့ပဲရေးထားတာ သမီးတွေပဲရှိပါတယ်သမီးတွေရှိ သမီးတွေမဟုတ်နဲ့အခြားကောင်မလေးတယောက်ပို့ခိုင်းနေဆိုရင်လက်ခံပေးလို့ရလား တငယ်ချင်းပေါင်းလေးရတော့မရှိပါဘူးအဲဟိုမင်္ဂလိနဲ့ပါယောက်ျားလေးရော တော်တော်ငေးတာတော်တော်ငေးတာပို့ခိုင်းနေကောင်မလေးကလေဟုတ်ဘယ်လိုလဲအမျိုးသမီးကိုမေးကြည့်ဦးမလားလက်ခံလို့ရမရဘူး မေးကြည့်ပါ မရှိပါဘူးလေရှိတယ်ဒီမှာအခုရောက်လာပြီ။အောင်လဲငယ်ငယ်လေးကဒီမှာပို့ခိုင်းလိုက်တယ်လို့ဆိုပြီးတော့လေဒီမှာဥတော့အဝတ်တွေရောတစ်ခါထည့်ပြလိုက်တည်တယ်အဝတ်တွေပါတည်တယ် သမီးတွေပါသမီးကျန်တာမရှိပါ သမီးလေးတော့ပြောမထားဘူး သမီးတွေ ဒါဆိုသမီးတွေကလှမ်းပြီးရွတ်ထားသေးလားပို့ဖို့ မပြောပါ ဟုတ်ပါတယ်ဆိုမဟုတ်ဘူးသူတို့မဟုတ်ဘူးလေဒါကြောင့်မို့လို့လှမ်းပြီးရွတ်ထားတယ်မှာပေါ့မွေးနေ့လုံးမလို့အိမ်မှာလူဒါဟိုကျမမကောင်းဒါနာလေးလောက်ခိုင်းတာပဲရှိပါတယ် အခုလေဒီမှာဗီဒီယိုကောခေါ်နေတဲ့အမတွေနဲ့တော့တိတယ်သမီးနဲ့ကတိတယ်အရင်ကတော့ပို့နေကြဒါပေမဲ့အခုတစ်ခါသူတို့ပို့ခိုင်းတာမဟုတ်ဘူး သူတို့ကြည့်တိုင်းတယ်ပါ မတစ်ချက်မဲကြည့်လိုက်လေတကယ်ပြောတာသူတို့ပို့ခိုင်းတာမဟုတ်ဘူးကောင်မလေးငငယ်လေးသမီးနဲ့လည်းတီးဘူးလေအဲ့ကောင်မလေးကလေပို့ခိုင်းနေကောင်မလေးကဦးထိုးနိုင်ကိုတဲ့သွားပြီးတော့ပို့ပေးပါတဲ့ ဟိုကောင်မလေးဖြစ်မယ် အိမ်ကကောင်မလေးအငယ်ဆုံးလေးပဲနေမယ်နော် ငယ်တော့ငယ်သား အိမ်ကအငယ်ဆုံးလေးပို့ခိုင်းတာဖြစ်မယ်ဟုတ်တယ်ဒါကလေအခုပို့ပေးလိုက်တာဒါတရုတ်နိုင်ငံကိုရောက်နေတဲ့သမီးအငယ်လေးကနေပို့ပေးလိုက်တာနော်အခုလေကြိုးပြီးတော့ပြောမထားဘူးဆိုတာ surprise ဖြစ်ပြီးတော့ပြောရှင်းစေချင်လို့ပေါ့နော်လိုလေးအမှတ်တမဲ့လေးနဲ့ပစ္စည်းလေးတွေရောက်လာတဲ့ခါကျတော့ကိုကလုံးဝမထင်မထားပဲနဲ့ဒီလို surprise လေးရသွားတာအဲ့လိုမျိုးလေးဖြစ်စေချင်လို့ပေါ့နော်ကြိုးမပြောထားဆိုတာဒီကြောချင်းလေးထဲမှာကျတော့လေဖေဖေနဲ့မမေအတွက်ပါတယ်နော်ဖေဖေတက်တယ်မဟုတ်ဘူးမမေစိတ်ဆိုးနေမှာစလို့ပြီးတော့သမီးတို့နဲ့အမှားစားလေးလည်းပေးထားသေးတယ်ပြင်ဖျက်ရပေးမယ်နော်အိတ်ကလေးရင်ခွဲလိုက်မယ်ဒါဥအရင်နှစ်မွေးနေ့တွေရောအခုလိုမျိုးလက်ဆောင်လေးတွေပို့ပေးကြလား မွေးနေ့ကတော့ခါမှမလုပ်ဘူးပေါ့ဟိုဒါဒီနေ့နှစ်တန်းနေ့တိုက်လဲတိုက်တော့လေဟုတ်မွေးနေ့လို့ဒါအခုဒါလေးတွေကလုံးဝမထင်မထားပဲနဲ့ရောက်လာတော့စိတ်ထဲမှာဘယ်လိုနေတော့ဒါလေးတွေရောက်လာတော့ဝမ်းလဲဝမ်းသာတယ်ဝမ်းလဲဝမ်းနေတယ်ဝမ်းလဲဝမ်းနေတယ်ရိုးဆိုလိုက်ကြမယ်နော်အဲ့ဒါနော် Happy birthday to you Happy birthday to you Happy birthday dear Uthonai Happy birthday to you လက်ခုပ်ပြလိုက်ပါဦးအဲ့ဆိုရင်သမီးကအမှားစားလေးဖတ်ပြပေးဦးမယ်နော်မှာစားလေးကကြတော့ Happy birthday ပါတဲ့မွေးနေ့မှာတဲ့ဖေဖေပျော်ရွှင်ပါစေနော်တဲ့ကျေးဇူးရှင်တဲ့ဒီအဖေရဲ့တဲ့ဒီကနေ့မှာကြာရောက်တဲ့မွေးနေ့မှာစားတဲ့နောက်နှစ်ပေါင်းများစွာတိုင်အောင်တဲ့တက်ရှိကျမ်းမှာစွာအကြာကြီးအတူရှိနေပေးပါအောင်တော့အဖေတဲ့သမီးတို့အတွက်တဲ့မမွေးခဲ့ရပေမဲ့တဲ့ဒီနေ့ဒီအချိန်ကြီးတဲ့ဒီအသက်အရွယ်ရောက်အောင်တဲ့ရှာဖွေကျွေးမွေးခဲ့တဲ့အဖေရတဲ့သမီးတို့အားလုံးရဲ့ကျေးဇူးရှင်ပါပဲအဖေတဲ့သမီးအရင်ကတဲ့စိုးသမျှမိုက်ခက်သမျှကိုလည်းတဲ့အဝေးကနေပြီးတော့တောင်းပန်ပါတယ်နော်တဲ့ကျမကြီးကိုလည်း view ဆိုင်ပေးပါတော့ဖေတဲ့
ဒီမှာခါလေးပြောထားနေဒါဆိုဖေဖေကသမီးလေးတွေအတွက်ပြန်ပြီးတော့ပြောပြပါအောင်နော် သူတို့လည်းဒီလိုပဲကျမ်းမာရေးကြီးဆိုင်ပါဒီတော့လုပ်ပြီးတာဒီမောင်ကဝမ်းလည်းဝမ်းပါဝမ်းလည်းတဲ့ ဒါဆိုပစ္စည်းလေးလက်ခံပြီးတော့ကျေးဇူးပါနော်ကေကလေးခွက်လေးရပြီတော့ဖျောင်းနိုင်လေးတွေချက်လိုက်ဒီတစ်ခါတော့ခွင့်ကြွလိုက်ပါဦးနော်ဘသူ့ကိုအရင်ခွင့်ကြွခြင်းလဲဘသူ့ကိုအရင်ခွင့်ကြွခြင်းလဲ ခလေးကြီးခွင့်ကြီး ခလေးလားလက်ခုပ်တီးပေးလိုက်ပါဦးအန်ဒီကဦးကိုပြန်ပြီးတော့ခွင့်ကြွလိုက်အောင် အဖွားကြီးကိုဖွားကြီးဖွားကြီးခွင့်